ဟုတ်နော် KOS skin အားလုံးအဲ့ဒီ KOS skin တွေအားလုံးကိုကိုင်းပြီးတော့ကျွန်တော်တို့တွေက diamond တွေရမယ် event မှာတစ်ခါတည်းဝင်းလုပ်လို့ရတယ်ဗျ။ Okay ကျွန်တော်ကိုယ်တိုင်လည်းလုပ်ပြီးပြီပဲဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျ။ကျွန်တော်အနေနဲ့ KOS skin ကုတ်တွေကိုအစောပိုင်းကပေးမလို့ပဲဒါပေမဲ့ KOS skin ကုတ်တွေကို brother တို့မယူနဲ့တော့ကုတ်ယူလို့ရှိရင်ကျွန်တော်တို့တွေက skin 2កောင်3កောင်ပဲရတာဗျထွိုင်ကက်ကKOS ကုတ်လေးတွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်တက်လုပ်ပြီးမယ်ပေါ့နော်လောလောဆယ်ဒါကကျွန်တော်တို့တွေအခုကျွန်တော်ပြထားတဲ့နေရာလေးကိုပဲ brother တို့တစ်ချက်နှိပ်လိုက်ပါဗျ။ Okay နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါမျိုးလေးပေါ်လာမယ်ဒီ August မူတွေကိုကျွန်တော်တို့တစ်ချက်ထက်နှိပ်ပြန်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒါမျိုးဒီအလဲမှာပေါ်လာတဲ့မုတ်လေးတစ်ခုရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံး down လိုက်မယ်ဗျာ down ပြီးလို့ပြည့်သွားပြီဆိုရင်တော့ brother တို့အနေနဲ့အဲ့ဒီကွင်းထဲမှာဝင်ပြီးတော့စော့ကြည့်လိုက်တော့ပေါ့နော်ကျွန်တော်တခါတည်းစော့ပြပေးသွားမယ်ဗျOkay ဒိုင်းမုံမှာဘလို့ရလဲဆိုတော့တခါတည်းရှင်းပြပေးသွားမယ်ပေါ့နော် Okay ဒါဆိုသူအနေနဲ့ဒါတွေရှောက်ပြနေပေါ့နော်ရူးတွေကျွန်တော်စတင်ပြီဆိုတာလေးနှိပ်ပြီးတော့ဂိမ်းစားလိုက်တော့မယ်ဗျာပွဲနဲ့ရောက်ပြီဆိုတော့ brother တို့ဒီဘက်မှာ hero တွေအများကြီးရှိရပေါ့နော် Okay ဒီမှာဒါက KOS တွေအားလုံးဗျာပေးထားတဲ့ hero တွေကျွန်တော်တော့ခြောင်မဲကင်လိုက်မယ်ဗျ Okay ဒီမှာဆိုရင်ခြောင်ရဲ့ KOS skin ကိုအခမဲ့ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါအစမ်းဆုံးကလည်းမဟုတ်ဘူးဗျဒီမူကြီးပေါ့နော်မပြောင်းမချင်းကျွန်တော်တို့တွေသုံးလို့ရမှာပြောမယ်ဆိုရင်ဒီကျွန်တော်တို့မုတ်ကတလားရှိမယ်ဆိုရင်အဲ့တလားလုံးကျွန်တော်တို့တွေကဒီ KOS skin တွေအားလုံးကင်လို့ရမှာဖြစ်တယ်ဗျအခမဲ့ပေါ့ဗျာကိုကြိုက်တဲ့ကောင်ကိုကင်လို့ရတယ် KOS skin အကုန်လုံးအခမဲ့ကျွန်တော်မှာဆို skin တွေအားလုံးဒီပါရှိပြီးသားပေါ့နော် KOS တော့မရှိဘူးဗျအဲ့ဒါဆိုကျွန်တော်6 KOS လေးနဲ့ပဲကျွန်တော်ကင်လိုက်တော့မယ်ဗျာတကယ်လို့ပေါ့နော်ကုတ်လေးတွေထည့်ပြီးတော့ KOS skin ထွိုင်ကက်တွေလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ comment မှာမှတ်ပြီးပေါ့နော်ကျွန်တော်အားလုံးပြန်လုပ်ပေးမယ်ဗျာ Okay KOS ကုတ်တွေအပြင်ကျွန်တော် legend skin ကုတ်တွေပါကျွန်တော်ပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာလောလောဆယ်တော့ရှိနေပြီဗျာသူကလူအကန့်တက်နေမို့ပေါ့နော်လူရောက်2000ဆို2000ပဲသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်လားတောင်းနဲ့ကျွန်တော်တို့ထည့်မပေးတာဖြစ်တယ်ဗျအဲ့ဒီကုတ်တွေကကြတော့ Okay ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ဒီကွင်းထဲမှာစော့ထားတာလေးလို့ကျွန်တော်တို့ recorder လေးဖမ်းပေးထားပါဗျခုကျွန်တော်ဖမ်းတယ်လို့ပေါ့နော် recorder လေးဖမ်းထားဗျာတော့ recorder software နဲ့ဖမ်းမှာဒါမှမဟုတ်ကိုဖုန်းထဲမှာရှိတဲ့ recorder နဲ့ပဲဖမ်းပါပေါ့နော်ဘလို့ဖမ်းပါဗျာဒီလိုမျိုးလေးဗီဒီယိုလေးရိုက်ထားလို့ရှိရင်အဆင်ပြေပြီဗျ Okay ဗီဒီယိုရိုက်ထားပြီးရင်ကျွန်တော်တို့ဘာလုပ်အောင်မလဲတခါတည်းထပ်ပြီးတော့ပြပေးမယ်